မင်္ဂလာပါအခုရောက်ရှိနေတဲ့ဆိုင်လေးကတော့မြောက်တကုံမြို့နယ်32ရပ်ကွက်ရွှေပြည်သာနှစ်လမ်းမှာရှိတဲ့နှစ်ထပ်တိုက်သစ်မင်္ဂလာလေးပဲဖြစ်ပါတယ်ရှင်အောက်ထပ်ကတော့ကြွေပြားခင်းထားတာဖြစ်တဲ့အတွက်လေကားနဲ့အပေါ်တက်ကြမ်းခင်းနေအားလုံးကိုကိုရီးယားပါကီလေးခင်းကျင်းပေးရမှာပဲဖြစ်ပါတယ်ရှင်ဒါကတော့ပစ္စည်းလေးတွေကြိုးချနေတာပဲဖြစ်ပါတယ်ရှင်ပစ္စည်းချပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီတန်ရှင်းလုပ်မယ်ပေါ့နော်တန်ရှင်းလုပ်မယ်ဒီလက်မြေကြိုးတွေခွာမယ်ပေါ့ရှင်ဒါကတော့ဖော့ခင်းနေတာပဲဖြစ်ပါတယ်ဒီကိုရီးယားပါကီခင်းတဲ့အခါမှာကိုရီးယားပါကီနောက်မှာကဒီ SPC လိုမျိုးဖော့မပါတဲ့အတွက်ကိုဒါကဖော့တက်လေးချက်ခင်းပေးရပါတယ်သုံးပေးရမယ့်ကြံငင်းလေးကတော့ကိုရီးယားပါကီ 8mm အထူဒီ85အမိန်ပေါ့နော်အပြောင်းလို့လည်းခေါ်တယ်85ရာခိုင်နှုန်းအပြောင်းဒီအမိန်ကာလာလေးကိုခင်းချင်းပေးရမှာပါကာလာလေးကတော့ကျွန်းရောင်လေးပေါ့ရှင်ကျွန်းရောင်ဖြစ်ပွေးခွက်ဒီဇိုင်းလေးပါready made flow ပေါ့နော်ကြမ်းငင်းနေခင်းချင်းတဲ့အခါမှာအတိုင်းတာဖြတ်တောက်ပေါ့နော်မှန်ကန်မှုရှိဖို့ကလည်းအရေးကြီးပါတယ်ရှင်တိုင်းတာပြီးပါလို့ရှိရင်တော့ဒါ၃ချက်လုံးကိုဖြတ်မယ်ပေါ့ရှင်ဖြတ်တောက်တဲ့နေရာမှာလည်းမှန်ကန်မှုရှိဖို့ကအရေးကြီးတယ်ရှင်ဒါကတော့၃ချက်တွဲပူပြီးတော့တခါတည်းတွဲဖြတ်တာကတော့အချိန်ကုန်သက်တာပြီးမြန်ဆန်တာပေါ့နော်ဒါကတော့ဒီနေရံနဲ့ကျန်းကျင်ကြားထဲမှာနေရာလွတ်ချန်မှုအတွက်ကိုဂတ်နေရာပေါ့နော်တွဲမီလီတာလောက်ချန်ပြီးတော့ခင်းနေတာပဲဖြစ်ပါတယ်ခုနကဖြတ်ထားတဲ့ကျန်းကျင်၃ချက်ကိုဒါစက်ကြောင်းရာလုံးဝမနှီးမဝေးလေးမှာပေါ့နော်ဖြစ်နေအောင်လို့ဒီခင်းပေးတာပဲဖြစ်ပါတယ်ဒီလိုမျိုးနေရာလို့ပေါ့နော်ဂတ်နေရာလေးတွေခြံထားပြီးခြင်းအပြင်ဒီကျန်းကျင်တွေအလွယ်တကူကြွလာတာတို့ခုံးလာတာလို့မဖြစ်အောင်ပေါ့နော်ဒါစီပေးပါတယ်ကျန်းငင်းတစ်ချက်နဲ့တစ်ချက်ဆက်တဲ့နေရာမှာလည်းကလစ်အဖိုးမလေးတွေကိုတိချဝင်အောင်လို့ပေါ့နော်လုံးဝတူလေးနဲ့အသာအရာပေါ့နော်ရိုက်ပြီးတော့ခင်းပေးရပါတယ်အလွယ်တကူပြုတ်မထွက်အောင်ပေါ့နော်ဒါကတော့အေကန်ဖျားကန်ပြီးသွားရင်ရှောက်လန်းအိတ်ခမ်းလေးတွေကိုဆက်ပြီးခင်းမယ်ပေါ့ရှင်ဒီခမ်းလေးမှာတော့ဖြတ်မယ်တောက်မယ်ပေါ့ရှင်တပြိုင်နက်တည်းပဲလေကားလေးကိုလည်းခင်းနေတာပေါ့ရှင်လေကားခင်းတဲ့ဖွဲ့ကတက်တက်ပေါ့နော်ဒီအပေါ်ဓာတ်ကြမ်းခင်းတဲ့ဖွဲ့ကတက်တက်လူခွဲပြီးတော့ပေါ့နော်တရက်သေးခင်းပြီးအောင်လို့ဒါလောက်ကမြန်ဆန်ဆန်လေးဖြစ်အောင်မြန်ဆန်ဆန်လေးနဲ့ပေါ့ခင်းချင်းနေတာပဲဖြစ်ပါတယ်ခံပြီးသွားရင်တော့ဒါရှောက်လန်းလေးကိုဝိုင်းပြီးတော့ပေါ့နော်အောက်ထပ်ကလေကားခင်းတဲ့ဖွဲလာပြီးကူပေးနေတာပဲဖြစ်ပါတယ်အခင်းမိုင်းလိုက်ရတွေကတော့ဒီလျှံထက်နဲ့ခင်းမှုတဲ့ customer တွေအပြီးဆုံးပဲဆိုတော့လေထပ်ပြီးတော့ပြောနေစရာမလိုတော့ဘူးပေါ့နော်အခင်းမိုင်းပြီးသွားတဲ့ခါကျရင်တော့ဒါအကုတ်တစ်လိုင်းပေါ့နော်အကုတ်ကလေးကုတ်ပါမယ်ဒီလိုတိုင်ပုံလေးကုတ်တဲ့ခါမှာလည်း45ဒီဂရီဆောင်းပြီးတော့လုံးဝဖြတ်ဆက်ရမအောင်မပေါ်အောင်ပေါ့နော်လုံးဝတိတိကျကျတက်တက်ရရလေးဖြတ်တောက်ပြီးတော့ကတ်ပေးပါတယ်ရှင်လေကားခင်းတဲ့ဒီမှတ်တမ်းလေးကိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာထပ်ပြီးတော့တင်ဆက်ပေးပါဦးမယ်ဒီစကတိနာကုတ်ကလေးတွေကလည်းဒီခြေထောက်နဲ့တိုက်ပြီးတော့မတော်တဆပေါ့နော်လွယ်တကူပြုတ်ထွက်လို့မရအောင်ဒါကော်ရောတန်ရောပါပြီးတော့ပေါ့နော်တခါတည်းလက်ရတလေးတက်လေးနဲ့ကုတ်ပေးထားပါတယ်ရှင်ဒါဆိုရင်တော့ဖြက်ဆက်ရလုံးဝမပေါ်အောင်လို့ဒါလုံးဝစကတင်နာကုတ်လေးပြီးစီးသွားပြီပေါ့နော်ပြီးသွားရင်တော့နေရံနဲ့စကတင်ကြားထဲမှာဟာနေတဲ့နေရာလေးကိုတိတိတက်တက်လေးဖြစ်သွားအောင်လို့ဒါအလွယ်တကူလေးပြုတ်မထွက်အောင်ပေါ့နော်ဆီလီကွန်လေးနဲ့ထိန်းပြီးကုတ်ပေးပါတယ်ဒီလိုဝင်ပေါက်ထွက်ပေါက်တင်မှာအယ်ဘာခြေကြော်ပေါ့နော်အဲ့ဒါလေးတွေကိုကုတ်ပေးပါတယ်ဒါကတော့နာကုတ်လက်ရအသေးစိတ်ကလေးကိုရိုက်ပြပေးထားတာဖြစ်ပါတယ်စကတင်နာကုတ်လေးတွေကလည်း100ရာခိုင်နှုန်းအပြောင်လေးပဲဖြစ်ပါတယ်
ဒီလိုဖြတ်ဆက်ရမပေါ်အောင်လှပတဲ့ရ desk ရဲ့နောက်ကိုလက်ရလေးတွေလိုချင်နေဆိုရင်တော့တနာတို့ရဲ့ Lian Chat ကိုရီးယားပါကီဂျန်ငင်း SPC Pro ဂျန်ငင်းဝန်ဆောင်မှုမှာလာရောက်ပြီးလုပ်ငန်းအနှံလို့ရပါတယ်နော်ဒါကတော့ကန်ဖျားကန်ရှောက်လန်းနဲ့အခန်းတစ်ခန်းလုံးကို100ရာခိုင်နှုန်းကင်းကျင်းပြီးစီးသွားတာလေးပဲဖြစ်ပါတယ်လေကားနှစ်စင်းလုံးအပါဝင်နက်ခင်းညနေပြီးတဲ့ပေါ့နော်တရက်တည်းဒါအချိန်ယူပြီးတော့မှတနေ့တည်းပြီးခင်းခဲ့တဲ့ဆိုင်လေးပဲဖြစ်ပါတယ်လေကားခင်းတဲ့ဗီဒီယိုလေးကိုတော့နောက်မှတက်ထပ်ပြီးတော့တင်ပေးပါမယ်လူကြီးမင်းတို့ရဲ့နေအိမ်ရုံကန်တိုက်ခန်းအဆောက်အုံလေးမှာပါကီချန်ငင်းနဲ့ပတ်သက်ပြီးတော့လိုအပ်လို့ခင်းချင်းပြီဆိုရင်တော့လျန်ထက်ကိုအချိန်ကြီးဆက်သွယ်လိုက်လို့ရပါတယ်နော်အိမ်တိုင်းရာရောက်နမူနာချန်ငင်းလေးတွေလာပြပေးမယ်အတိုင်းတာလေးတွေတွက်ချက်မယ်ခံမှန်းကုန်ကြစီလေးကိုလည်းတင်ပြပေးပါမယ်အသေးစိတ်စုံစမ်းမေးမြန်းခြင်းနဲ့ဆိုရင်3992533939 3992533939 Viber တက်တယ်လို့ရပါတယ်မအားတဲ့ကြားတဲ့ကအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်